ဆိုင်နေကအရက်ခွက်ကိုစားရင်တွေးမိကိုရင်ဟာဘယ်သူရှိမဲမင်းမနိုင်မလားခင်လို့တော့အမြင်တက်ခြင်းမင်းကလေးကိုလေရောက်တဲ့အရာမင်းရဲ့မျက်နှာအိမ်မက်တိုင်းမင်းရဲ့အကြောင်းသာစိုးမိုးနိုင်လွန်းတဲ့အချက်ပါဒါကြောင့်ကိုသခင်လို့ခေါ်မယ်အရှင်လို့ခေါ်မယ်နော်ခေါ်မယ်နော်ထွက်ပြေးလဲလို့ကောမလို့ပါအနောက်ရှက်က